ကိုရေအေးရောအားလုံးပဲပြေကြလားမကျော်ဒီနေ့ရွေးလောက်တာတတိထားပြီးလို့ပါနော် ပြီးတင်းကြတကယ်စိတ်မကောင်းလိုက်တာဆိုတာအခုညီလေးဒီပုံထဲမှာပါတဲ့ကလေးပေါ့နော်သူကအခုအိမ်ကမီးစက်ကတလုံးအဲကွန်ကလည်းသူအိတ်တဲ့အခန်းအဲကွန်ကိုအင်ဒိုအော်တိုကိုဖြုတ်သွားတာပေါ့နော်အဲဒါပြီးဆိုင်အိတ်ဆိုရင်9အိတ် gas အိုးက10လုံးကျော်တယ်ညီလေး gas အိုးတွေက10လုံးကျော်တယ်ပြီးပါတယ်ဆိုဟုတ်တယ်အိုးကြီးကလည်း2လုံးပါတယ်ကိုတို့ပုံမှန်သုံးနေတဲ့ခါလောက် size က10လုံးကျော်တာပေါ့နော်အဲနောက်ပြီးတော့ဆိုင်အိတ်က9အိတ်စီကလည်း9ဘိတ်သာ10ပုံကျော်တာပေါ့နော်ဆိုင်အောင်ပြဖွင့်လို့ရနေသူကဘို့အဓိကတော့ဗာလဲဆိုတော့ညီလေးကကိုတို့လည်းဒီကလေးကိုကိုတို့စီမှာလောက်တာလဲ9နှစ်လောက်ရှိပေါ့9နှစ်လောက်ရှိပြီဆိုတော့ကိုတို့လည်းဒါယုံကြည်နဲ့အကုန်လုံးအပ်ထားတာပေါ့ဟိုဒီနေ့ကပြစ်ချင်တော့သူကဒီကောင်လဲဒါ9နှစ်လောက်ရှိပြီဆိုတော့အိမ်ရဲ့အထားတခြားဝန်ထမ်းတွေရဲ့အထားလည်းအကုန်သိရလေတခြားဝန်ထမ်းတွေမရှိတဲ့အချိန်မှာလောက်သွားတာပေါ့ဟုတ်ကူအဓိကတော့ကိုကဒီဗီဒီယိုလေးကိုဘာလို့ရိုက်နေတာလဲဆိုတော့ဒါဟိုတခြားလူတွေလည်းဒါမျိုးမဖြစ်အောင်ပေါ့နော်ဒါမျိုးမဖြစ်အောင်ဒီကောင်လေးပေါ့နော်ဒီအောင်ကိုဆိုတဲ့ကလေးကိုသတိထားကြပါဒါတကယ်ကိုအလွဲသုံးစားလုပ်သွားတယ်ကျွန်တော်တို့မရှိတဲ့အချိန်မှာကျွန်တော်ဒီထောပတ်ထမင်းချက်တဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးယူပြီးတော့ရောင်းပြီးတော့ထွက်ပြေးသွားတာသူယုံလည်းပြောသူယုံပါနော်အဲ့ဒါလေးသိစေချင်လို့ပြောပြတာပါကိုကြီးကမနေ့ကပြောနေတယ်ဒါဘာပိုးစားလိုက်မတင်ချင်မောင်းညီလေးရဲ့လှူလို့ပဲသဘောထားမယ်ဆိုတာတကယ်နော်ဟိုဒါပေမဲ့တခြားလူတွေဟုတ်တယ်လေနော်တခြားလူတွေပါဟိုဖြစ်ကုန်မှာဆိုလို့နော်ဆိုသူ့ကိုယုံကြည်ပြီးကိုညီနာစီမှာလုပ်ခဲ့တဲ့လူဆိုပြီးတွားပြန်ဟုတ်တယ်အဲ့လိုမျိုးလဲဟုတ်တယ်နော်အဲ့ကြောင့်ကျွန်တော်သတိပေးပြီးတော့တင်ရခြင်းဖြစ်ပါတယ်မြောက်တကုံ yes scan မှာလည်းကျွန်တော်အမှုဖွင့်ထားပါတယ်ခင်ဗျာကျေးဇူးပါတွေ့ရင်လည်းဆက်တွေ့ပေးပါဗောနော်ဒီအောက်ကညီလေးပုံလေးတွေ့ရဲဆိုရင် share ပေးကြဖို့လည်းတောင်းပန်ပါတယ်ကျေးဇူးပါဗျာ